ရှုပ်တင်တော့ရောက်ရှိလို့လာခဲ့ပါပြီလူဆိုတာဟာမင်းလောင်ရည်တန်တွေကြားမင်းမွန်းချက်လာတဲ့အခါစိတ်ငြင်းမနေနဲ့ကွာလူဆိုတာဟာမင်းဒုက္ခမျိုးမျိုးကွာမင်းကြုံတွေ့ရမှာအဆုံးမပေးနဲ့ကြိုးစား